မင်္ဂလာပါတိုက်လို့ဒီနေ့ highlight လေးတစ်ပုဒ်လာတင်ပေးရပါအရင်စကိန်းမကောင်းဆိုရင်လည်းဗျာကျွန်တော်ပြစ်တဲ့တော့လေကျွန်တော်ပြစ်ထားပါတော့တိုက်လို့ကြည်ပေးကြပါဦးဟုတ်ပြီနော်အဲ့လောက်ပေးနေမှာဖိုးချီကံဘောပါထောက်အောင်မှာတစ်သေးဟိုမလို့တော့ဘာဖြစ်ကုန်လဲရှေ့မှာရှေ့နေမှာ enemy တကောင်ရှိနေတော့နော်ကျွန်တော်တယောက်တည်းတက်လို့ရှိရင်အများဖြစ်နေလို့ရှိရင်ကျွန်တော် show ပါလေစောင့်ရမယ်ဟုတ်ပြီကျွန်တော် number 4ခေါ်တယ်အကုန်ကြိတ်သွားတာဘာမှမကြိတ်ပါဘူးသူ3လာတယ်ဗျ3လာတော့တက်ပြီဘလို့တုံးဒီကောင်ဟိုတော့မပုံနေတော့ပုံနေကျွန်တော်ဆက်ကြည့်တယ်ဟိုဘက်အိမ်မှာလည်းတကောင်ရှိသေးဘူးသိတယ်ဟိုဘက်အိမ်မှာလည်းတကောင်ရှိသေးရနော်ခုလာဟုတ်ပြီဗျဒီကောင်ကျွန်တော်ဒီကောင်လည်း show သွားပြီပေါ့နော်ငါလက်ကနေငါပြုတ်သွားဒီကောင်ပြန်ဆင်းတော့မှာဒီကောင်ပြန်ဆင်းလာဒီကောင်ပြန်ဆင်းလာတယ်သူထက် short ပေးလိုက်တယ်ဗျာဟာပြန်လာတယ်ရတယ်ရင်းတော့စကေးမကောင်းဘူးဗျာကျွန်တော်လည်းလှုပ်တဲ့တော်လေးလှုပ်ထားတာပေါ့နော်အတစ်လည်းမကောင်းပါဘူးလို့သိခံပြီးကြည့်ပေးကြ Thanks ကျွန်တော်ကောင်းတော့ထားတယ်နော်ဟုတ်ပြီကျွန်တော်ပြန်ညှောလိုက်တယ်နောက်ကောင်းအောင်ဗျမြန်မာတွေပါပဲကျွန်တော်သိတော့ကောင်းပါဗျာတို့ပြန်တော့လာပေါ့ Awesome ကင်စီနေရောစေကျော်လဲ show နှစ်ကောင်ရှိရဘလို့နှစ်ကောင်ရှိရအဲ့ဒီအိမ်နာမှာနှစ်ကောင်ရှိတယ်ကျွန်တော်နောက်ကပတ်ပြည့်မယ်ပေါ့နော်တစ်ကောင်ဒီကောင်နောက်ကဝင်ပြေးသွားပြီဗျနောက်ကဝင်ပြေးသွားကျွန်တော်တွေးလိုက်တယ်ပေါ့နော် Okay location ထောက်ပြီးကျွန်တော်တက်ပြီဗျတက်ပြီဘာဟိုအော်ဟိုမှာတွေ့ပြီအဲဒီကောင်တွေ့ပြီဗျာတွေ့ပြီဟိုကျွန်တော်တို့ record tower ဘက်မှာလည်းပြည့်နေ record tower ဘက်မှာလည်း enemy ရှိရကြည့်လားကျွန်တော်အောက်ကိုသွားမယ်ဟုတ်ပြီဗျအိမ်ကောင်မောင်မှာအကောင်လေးထွက်နေတယ်ဆိုနော်ရှိမှာတော့ရှိမှာတော့ဟိုရရမလဲမစိုးရပါဘူးဗျာမစိုးရပါလို့တက်တက်လို့ဒီကံကြီးကြပါနော်ကဲ